ဒီမြေနီလမ်းမကြီးရဲ့ဘေးဟော်ရီတင်ရလောက်မှာရေရင်းပြက်ကြီးတစ်ခုရှိတယ်သူ့ရဲ့ဘေးမှာကန်းကောပင်တပင်ရှိတယ်ဒီကောင်းပါပဲအဆောင်ကြီးအဲ့ဒီကံကိုပြီးမှစုတောင်းနေရှိတယ်။ကောင်းကိုဦးဆောင်လာလို့ရှိရင်လူရဆူတောင်းနေပြည့်တယ်တဲ့။ကြုံကြည့်ဖို့ရှိတယ်။ရှိတဲ့ချူလေးရှိလို့ရဲ့ရဆိုင်ရှိတယ်။ဘမောဝရာချစ်စလမ်းတဲ့ပူလေးရှိတယ်။ဟော်ရီကန်းကောပင်ကကန်းကောဦးလေးချစ်ခွင့်ပန်လာမဲ့ကောင်လေးတယောက်ကိုတော့ညောင်ရင်ချင်မိသေးတာအမှန်ပဲအဲ့ဆိုမကြိတ်တော့ရဲ့ဒီကောင်းကိုပဲရောက်လာနေကြိတ်တော့ရဲ့လားယေရှုတော်ထူးဆန်းတာပဲဒီတဲ့တော့ဘာပြောရပြီသူမမနာတော့ပြီးတော့ကြည်ဆိုင်ရှင်ရဲ့ကြိတ်စားတယ်တစ္ဆာမရှိတဲ့လူတွေကိုပဲကြိတ်စားသိစေရဆောရှင်ဆောင်တဲ့ဒီပဲကောင်းကိုပဲမတော်မပွင့်ပါစေနဲ့ကံကိုဝယ်လေတွေးစက်တယ်တွေးစက်ဆိုနေကံကိုဝယ်လေဒီပင်ကကန်းကောဦးကတစ္ဆာဆိုတတ်တယ်တဲ့